ငယ်ချင်းအားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့မှာဆိုရင်ငါးမြင့်ချင်အဆက်ချက်မှာဖြစ်ပါတယ်မြင့်ချင်တွေကိုပထမဆုံးမိမိစိတ်ကြိုက်အနီတော်လေးလေးလှိဖြတ်ပေးထားပါလှိဖြတ်ပေးပြီးတော့မှကျွန်တော်ကတော့တရေပြုတ်ပြမှာဖြစ်ပါတယ်ဒါမှမြင့်ထဲကအချင်းတက်အနေငယ်ရော့သွားတယ်လို့အကယ်၍အနှံ့သက်မကောင်းတာရှိရင်လည်းတခါတည်းရေထဲမှာပါသွားမှာဖြစ်ပါတယ်တရေပြုတ်ထားတဲ့မြင့်တွေကိုဆယ်ပြီးတော့အေးခဏပေးပါမယ်ငါးဟိုကြတော့ကျွန်တော်ငချင်းကိုသုံးပါတယ်ငချင်းတွေကိုအချို့မုံအနေငယ်စားအနေငယ်လေးထည့်ပြီးတော့တေချာနေပြီးတော့နှက်ထားပေးပါတယ်ငချင်းကခမန်းကြီး20သားလောက်ပဲရှိပါတယ်ဒီဟင်းလေးမှာမပါမဖြစ်အရွက်သုံးမိရကြတော့ဖတ်ဖဲရွက်ရဲ့ပင်စိမ်းရွက်ရဲ့နောက်ပြီးတော့နနမရဲ့လိုအပ်ပါတယ်စီနှဲငယ်ပူလာပြီဆိုရင်ကျွန်တော်ကတော့အချက်သွန်နီနဲ့ဂျင်းကိုအရင်ဆုံးထည့်ပြီးတော့စီတက်ပေးပါတယ်ဒီနှစ်ခုကိုခတ်တွတ်လေးဖြစ်ပြီးတော့မှုေးလာတဲ့ဒီစီတက်ပေးမှသာကျွန်တော်တို့ဒီဟင်းရည်ထဲမှာချက်သွန်နီအနှံ့ရည်နေမရဘဲနဲ့ပို့ပြီးတော့မှုေးလေးနဲ့တောက်ကောင်းမှာဖြစ်ပါတယ်အခုလိုအနေထားရပြီဆိုမှချက်သွန်ဖြူနဲ့ငရုတ်သီးစိမ်းကိုထည့်ပြီးတော့မှုေးလာတဲ့အထိကျွန်တော်ထပ်ပြီးတော့မှုေးပေးပါတယ်ဒီဟင်းမှာငရုတ်သီးမုတ်ကိုမသုံးတာကြောင့်ကျွန်တော်ကဆွနွေးမုတ်ကိုလက်ဖေးစုံတစ်စုံစားလောက်ထည့်ပြီးတော့တိတိကျကျလေးစီတက်ပေးပါတယ်အရေးသောပုံစံဖြစ်တာကြောင့်စီအများကြီးတော့မသုံးပါဘူးခင်ဗျာခရမ်းကျင်ဒီနဲ့မြင့်ထည့်ပြီးသွားရင်လည်း9မိနစ်6မိနစ်လောက်ထပ်ပြီးတော့ကြော်ပေးရမှာဖြစ်ပါတယ်လုံးချက်လို့ရပေမဲ့အခုလိုမျိုးစီတက်ပြီးချက်တာကပို့ပြီးတော့မှုရတယ်လို့ခံစားရပါတယ်ပြီးတော့မှရေထည့်ပါမယ်ရေထည့်ပြီးသွားတော့နောက်ထပ်9မိနစ်10မိနစ်လောက်ရေတွေကိုပွက်ပွက်ပေးစုပြီးသွားမှငါးကိုထည့်မှာဖြစ်ပါတယ်အရသာအတွက်စားလေးနဲ့ငယ်ထည့်ပါတယ်အကယ်၍ကိုကဟင်းခမုတ်ကြိုင်လဲဟင်းခမုတ်ထပ်ပြီးတော့ထည့်လို့ရပါတယ်ဒီနေရာမှာကျွန်တော်ကအငံရတာအတွက်ငါးငံပြာယူမသုံးဘဲနဲ့စားဖို့ပဲအသုံးပြုထားခြင်းဖြစ်ပါတယ်ငါးတွေလုံးဝကျက်သွားပြီဆိုမှနောက်ဆုံးမှာခုနကအရွက်သုံးမျိုးဖြစ်တဲ့ဖတ်ပဲပင်စိမ်းနဲ့နနမင်ကိုထည့်ပြီးတော့ထပ်ပြီးတော့3-4မိနစ်လောက်ချက်ပေးလိုက်တယ်ဆိုရင်မှုေးလေးနဲ့ချင်းလေးနဲ့တောက်လို့ကောင်းတဲ့ငါးမြင့်ချင်းဆက်ဟင်းလေးကိုသုံးဆောင်နိုင်ပြီဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့ငယ်ကြလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ဗီဒီယိုလေးကိုနှစ်သိမ့်လဲ like and share လေးလုပ်ပြီးတော့အားပေးသွားပါအောင်ခင်ဗျာငယ်ကြလုံးကြက်မှာပျော်ရွှင်ကြပါစေဘိုင်ဘိုင်